အားလုံးပဲမင်္ဂလာပါအခုကညတနာရီခွဲပြီတော်တော်ဦးကြအသေးပေါက်လို့ပါနောက်ခီးတဲ့တွေကိုလည်းတတိပေးမယ်ကျွန်တော်တို့လေရင်နဲ့ခီးသွားတဲ့ခါကြလို့ရှိရင်အခုကလေစိတ်ထဲမှာလေဘယ်လိုလူမျိုးတွေများနေနေဆိုတော့ပစ္စည်းကာကိုပို့တဲ့လူတွေပစ္စည်းကာကိုပို့တယ်ဆိုတာကျွန်တော်တို့ပစ္စည်းတွေသူများရှိမှသူများတွေကသူတို့ဟို1ကီလို200စား300စားနဲ့ပစ္စည်းတွေလာအဲ့ဒါသူတို့ကနေပြီးတော့ရန်ကုန်ကိုပို့ပြီးတော့ရန်ကုန်လေစိတ်မှာသူတို့စောက်ပြီးယူတဲ့လူတွေရှိတယ်ဒီလိုမျိုးလုပ်တဲ့လူတွေအခုလိုလေစိတ်တွေမှာအရန်ပေါ်လာပြီနော်တတိထားပါဥပမာဒုံမောင်းလေစိတ်မှာလည်းရှိတယ်ပြီးရင်ပုဂနာဘုံမီလေစိတ်ထဲမှာလည်းရှိတယ်အဲ့ဒီလိုမျိုးသူတို့ကစောကြီးလာတယ်စောကြီးလာပြီးတော့လိုက်ပြီးတော့အဲ့ဒီလိုကီလိုပါလားမပါလားလူတွေလိုက်ကြည့်တယ်ပြီးရင်အဲ့ဒီလူတွေနဲ့ရင်းနှီးအောင်ပေါင်းတယ်ပေါင်းပြီးလို့ရှိရင်ကီလိုမပါတဲ့လူတွေနဲ့ဆိုရင်သူက free ထည့်ချင်တာတကယ်တမ်းဆိုရှင်ကီလိုတဲ့လေစိတ်မှာပေးဝယ်မယ်ဆိုရင်ဈေးကြီးတယ်ဈေးကြီးတာဖြစ်တဲ့အတွက်တချို့ဆိုလို့ရှိရင် kg 20ပို့တယ်30ပို့အဲ့လောက်ထိတော့ပို့တာနော်အဲ့တော့တချို့ကကျတော့ kg ပါတဲ့လေချောင်းလိုင်းတွေဝယ်ထားတယ်ကြောပွေးတစ်လုံးနဲ့ပဲပြန်တယ်ဆိုလို့ရှိရင်သူတို့က free အဲ့ဒီ20 30ထည့်မယ်တကယ်တမ်းပတ်စံပေးဝယ်မယ်လေစိတ်မှာပေးဝယ်မယ်ဆိုရှင် kg kg 1 kg ကို350ပေးရတယ်ဒါ MI လေချောင်းလိုင်းတွေဆိုလို့ရှိရင်350ဒေါ်လာအတက်ကြပုံမူဒီ400တိရှိတယ်ဒါဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ညီလေးရခီးတယ်ကောင်မလေးဆိုရှင်ကျုပ်ဝေတစ်လုံးပဲပါတယ်သူကအရေးပေါ်ပြန်တာအဲ့လားအရေးပေါ်ပြန်တာဟိုအဲ့ဒီမှာသူကျွန်တော်ညီလေးကအပြင်သွားနေတဲ့အချိန်မှာပဲသူတို့အချင်းချင်းဘယ်လိုပြောထားလဲမသိကောင်မလေးမပါတော့အဲ့ဒီမှာပစ္စည်းရောင်းတဲ့လူတွေနော်ကုန်သည်တွေကကေဂျီလေးနည်းနည်းပို့လို့ပါဆိုပြီးတော့အကူညီလာတောင်းတယ်သူတို့ပန်သူတို့အချင်းချင်းအဆင်ပြလို့ထားပြီးသူတို့ဝယ်ထားတာကေဂျီ30ပဲအနောက်မှာတယောက်ကိုကေဂျီ100လောက်ပါလာတယ်လှဲနဲ့လိုက်တွန်းတဲ့သားသမီးတွေအများကြီးပါလာတယ်လူတွေကြည့်အဲ့လားကျွန်တော်တို့ကူညီပေးတယ်ကူညီပေးလိုက်တယ်သူနာမည်နဲ့ထည့်ပေးလိုက်တယ်ဟိုခီးတယ်လေသူတို့အစတဲ့စကားပြောထားပြီးဆိုကြည်ပြီးတော့ကောင်တာမှာချက်အင်လုပ်ပေးတယ်သူနာမည်နဲ့လုပ်ပေးလိုက်တယ်ပြီးတော့အထက်ကိုကယ်ရီအွန်ဆို9 kg ထပ်ပြီးပါသေးတယ်ကြည့်အဲ့ဒီကယ်ရီအွန်ယူတဲ့ခါကျရင်အများကြီးတတိထားတော့ကူညီပေးလို့ရတယ်နော်ကိုကပတ်စံမယူဘဲနဲ့ကူညီခြင်းကူညီလို့ရတယ်အဲ့ဒီဘယ်နေရာမှာတတိထားမလဲဆိုကျွန်တော်တို့ချက်အင်လုပ်ပြီးသွားပြီလက်မှတ်ထုတ်ပြီးသွားပြီစီအထက်လောက်ဝက်ကောက်ဖြတ်တော့မယ်ဆိုရှင်လုံးဝကိုယ့်အိမ်ရလွယ်ပြီးသူများအိမ်ဘယ်တော့မှမယူဘဲနဲ့ဒါကျွန်တော်တတိပေးတယ်နော်အဲ့ဒီမှာဒီချက်security ချက်စစ်တဲ့နားမှာကျွန်တော်တို့သူများအိတ်ကိုဆွဲပေးမိလို့သူများအိတ်ထဲမှာတခုခုပါလေပြက်နာတက်လိုက်အရင်ဆုံးရှင်းရမှာကိုဟာလားအရေးကြီးဆုံးနော်အဲ့ဒီခါကျတော့ဖြစ်နိုင်ရင်ကိုကီလိုမပါလဲသူများဟောက်မကူညီနဲ့ကူညီခဲ့ရင်လည်းကူညီလို့ရတယ်အဲ့ဒီ carry on အိတ်ကိုလုံးဝဝိုင်းမဆွဲပေးနဲ့ဝိုင်းမလုပ်ပေးနဲ့နော်အဲ့လားတတိထားပေးပါနော် carry on တော့လုံးဝမကူညီပါနဲ့ခုနကချက်ပတ်ကြီးတော့ကူညီပေးလို့ရတယ်နော်အဲ့ဒါလေးတတိပေးတယ်ဘာလို့ဆိုဒီလာဝကဖြတ်ပြီးတာ ਨੇ ဒီချက် security ဆိုတာတခုရှိသေးတယ် security ချက်ပေါ့နော်အဲ့ဒီဖြတ်တဲ့နားလေးမှာကျွန်တော်တို့ကပစ္စည်းစစ်တဲ့နားမှာအဲ့လားကိုတိုင်စစ်ကတော့တာပါလာတဲ့အထုပ်မှာပြဿနာဖြစ်ရင်ကိုရှင်းရတော့မှာအဲ့လားလေးရေးကြည့်တယ်နော်အဲ့တော့ဒီနေ့မှာကျွန်တော်ခိတဲ့ကအဲ့ဒီ carry on ဝိုင်းတယ်ပြီးဖို့လုပ်တဲ့ခါကျကျွန်တော်ကလုံးဝမတယ်ဘူးပြောတယ်ဖြစ်လိုက်ညီမလေးရှင်းရမှာအဲ့တော့အနီလို့ကလည်းအနီလို့ဆွဲသွားလိုက်သူတို့2အိတ်3အိတ်ဖြစ်နေဘာမှပြုတ်2အိတ်3အိတ်ရဒီလဝကနဲ့ချက်ပတ်ကေအဲ့ဒီခေါ်တာsecurity ချက်မှာက2အိတ်မကလို့3အိတ်ကိုတယောက်တည်းဘယ်လောက်ဖြစ်စစ်လို့ရတယ်ဘာမှမဖြစ်ဘူးဒီနေရာကကြတော့ကိုအိမ်မဟုတ်ရင်ဘယ်သူမှဝိုင်းဆွဲလို့မရဘူးပြောတာအားလာနဲ့ကျွန်တော်ခိတယ်မဆွဲပေးသွားဘူးမဆွဲပေးသွားတဲ့ခါကျတော့ဒီဘက်မှာကီလို20ကူညီပေးပွားရနော်အဲ့ဒီချက်အင်ကောင်တာမှာ kg 20စာကိုကူညီပေးပွားပြီအဲ့ဒီ kg only ဝိုင်းမဆွဲပေးလို့ဆိုပြီးတော့အခုသွားစီးမဲ့နေရာလေးရအောင်စကားတော့မပြောနိုင်စဉ်းစားကြည့်နော် kg 20ကိုပတ်စံပေးဝယ်8000လောက်ပေးရတာအနည်းဆုံးမရှိဆို9000ပဲ9000လောက်ကူညီထားပြီးပြီဟော kg on ဝိုင်းမဆွဲပေးလို့ဆိုပြီးတော့လူရဲ့စိတ်တော့နော်ခဏလေးတည်င်းကားလေးကိုဘယ်တော့ဖြစ်ဖြစ်မကူညီနဲ့လူကဘယ်သူမှမကူညီတာကောင်းလို့ဒီလိုအထူးသဖြင့်ခုလိုနိုင်ငံခြားခီးတဲ့နေတော့ဘယ်တော့မှမကူညီနဲ့ချက်ပကိလည်းမကူညီနဲ့ကယ်ရီအွန်လည်းမကူညီနဲ့ဘယ်သူအိမ်မှမကူညီနဲ့ကိုအိတ်ကိုသာလို့ဒီလားခေါင်းအစားမခံနဲ့အခုကအရန်ရှုပ်ထွေးတယ်အရန်ရှုပ်ထွေးတဲ့ခေဘယ်သူကကြားဖြန့်လဲဆိုတာကျွန်တော်တို့မသိရဘူးနော်အဲ့တော့ဘယ်သူကဘာလူမျိုးလဲဘာလဲကြားဖြန့်လဲဆိုတာမသိရတော့ဘယ်သူအိမ်မှမကူညီနဲ့စတဲ့ဖုံးတော့မကင်ပေးနဲ့ဗျာအရှင်ပြောရင်ဘယ်သူကိုပစ္စည်းရလွယ်လို့ဖြင့်ကိုရှင်းရမှာနော်အဲ့လားလေးတတိပေးတာနော်အခုတော်တော်လေးစိတ်တူတာခုနမှအတူယောက်ျားလေးအပြင်မှာရှိနေပြီးတော့ကျွန်တော်လည်းအဲ့ဒီကိစ္စသူယောက်ျားလေးတခြားရှင်းပြတယ်ညီလေးဒီလိုမကူညီခိုင်းတာဖြစ်လာရင်မိမအရင်နဲ့
အရင်ဆုံးတစ်ခုခုဖြစ်အချုပ်တဲ့ကြမှာငါညီမိမအဲ့ဒါကြောင့်မို့ကိုလည်းမကူညီခိုင်းတာဆိုတော့ကောင်လေးကသဘောပေါက်သွားတယ်ပြီးသွားတဲ့ခါကျဟိုထည့်ရတော့ကိုကြီးတဲ့ကျွန်တော်မိမအဲ့ဒီမိမစကားတော့မပြောတော့ဘူးလေအဲ့ဒီအနီးရတယ်အဲ့လာစဉ်းစားကြည့် KG 20တော့ကူညီထားသေးတယ်နော် KG 20ပတ်စံပြီးဝင်9000သူတို့ပါသွားတယ် KG 100လောက်ပါသေးတယ်အဲ့ဒီမှာအထဲထဲမှာပါလာသေးတယ်နောက်ထပ်လေဘိန်းဘိန်းအိတ်ဘိန်းတွေ5အိတ်ပါလာသေးတယ်ရရင်တဲမှာ free ရတဲ့လူဘယ်သူရှိလဲ free အကုန်ထိုးတယ်လူတွေလောဘကြောက်ဖို့ကောင်းတယ်နော်စိတ်လည်းကြောက်ဖို့ကောင်းတယ်အခုလေကူညီပေးပြီး KG 20 KD on အိတ်ကိုဝိုင်းမဆွဲပေးဘူးဆိုတာကဆွဲလို့မရလို့ဒီချက်ပက်ကမှာအဲ့ဒီဟိုပါဘူးအဲ့ဒီချက်စကြူဒီမှာစစ်တဲ့ခါကျပြဿနာဖြစ်ကိုရှင်းရမှာအရင်ဆုံးအချုပ်တွေဝင်မှာကိုဒါကြောင့်မို့ကျွန်တော်လည်းမတည်ခိုင်းတာအဲ့ဒီပစ္စည်းရတယ်လေးမတက်ခန့်ဒီမှကျွန်တော်တို့ဝိုင်းကူညီပေးလိုက်ရတယ်ကျွန်တော်ပြောပြီးပြီကျွန်တော်လည်းအဲ့ဒီအတော်ကြီးစိတ်ဆိုးသွားမှာကျွန်တော်ပြောတယ်ကျွန်တော်လေလက်မရောက်တော့14နှစ်ရှိပြီကျွန်တော်ပြောတာယုံတည်လို့ရတယ် KG 2အိတ်တည်ဝါလေးရတယ်ဘာမှမဖြစ်ဘူးသူကတည်မြတ်မကြောင်ရတယ်ကျွန်တော်ပြောတာယုံမရဘူးကြီးပဲလို့တော့ကျွန်တော်ပြော14နှစ်တော့ရှိပြီလို့လေလက်မရောက်လာတာလို့ကျွန်တော်ပြောတယ်ကျွန်တော်လည်းစိတ်ဆိုးသွားတယ်ဟိုကလေးမလို့လည်းစိတ်ဆိုးသွားတယ်ဒါကအပြင်မှာတော့ KG 20ကူညီထားပြီးနော်အဲ့လားလေးကကျွန်တော်တို့ဒါအစောကြီးထဲကကလေးမလေးနဲ့ကျွန်တော်ကအရင်တွေ့နေမယ်ကျွန်တော်ညီလေးလည်းရှိနေမယ်ဆိုရင်အဲ့ဒီအတော်ကြီးအကူညီလာတောင်းကျွန်တော်တို့အဲ့ဒီတည်းစကားပုံမှန်လေးပြောပြပေးမယ်ဆိုတော့သူတို့ဘန်သူပြောထားပြီးတော့လုံမေးသားဖြစ်လို့ KG 20ကျွန်တော်ကူညီပေးလိုက်တာဒါပေမဲ့ကယ်ရီအွန်ကြတော့ကျွန်တော်ပြောတယ်ဒီလဝကနဲ့ဒီပစ္စည်းစစ်တဲ့နားလေးတစ်ခုလွန်သွားပြီနော်ဝိုင်းဆွဲပြီးလိုက်ရပြီဝိုင်းကူညီပြီးလိုက်ရပြီပြောတော့သူလက်မခံဘူးနော်အဲ့လားလေးမကူညီထားတဲ့နေတာစကားမပြောနိုင်တော့လူတွေရမ်းကြောက်ဖို့ကောင်းတယ်ဒါကြောင့်မို့နော်လေးစိတ်တမှာဘသူအိမ်မှာမကူညီနဲ့အခုတော်တော်စီးပွားတောင်းကျတဲ့လူတွေလေးစိတ်တမှာအများကြီးပဲနော်ပစ္စည်းတွေကိုသူများရှိမှ1ကီလို300နဲ့လိုက်ကောက်ဒီမှာ free လိုက်ထက်အဲ့ဒီလူမျိုးအများကြီးလေးစိတ်တမှာပေါ်မှာပေါ့နော်လာစောင့်နေတဲ့လူတွေတတိထားတော့ကျွန်တော်ပြောတာမယုံမရှိပဲโอเคဘိုင်ဘိုင်ညလဲတမှာ2 နာရီထူတော့မယ်